နောက်ကုန်ရင်လားစာအတွက်ဖို့အတွက်အချိန်ပေးစရာမလိုပဲကလစ်တစ်ချမ်းတိတ်ုံနဲ့တွက်လို့ပြီးမယ်ကိုလုပ်ငန်းမှာဝန်ထမ်းနည်းနည်းပဲရှိတာမလို့စနစ်တစ်ခုမလိုသေးဘူးလို့ထင်နေပါသလားတကယ်တော့ဒီဝန်ထမ်းနည်းနည်းလေးကိုစီမံခန့်ခွဲရတာကကိုယ့်ရဲ့အချိန်90%အသုံးပြုနေရတာဖြစ်နိုင်ပါတယ်ဝန်ထမ်းတွေရဲ့ရုံးတက်ရုံးဆင်းအချိန်တွေခွင့်ရက်တွေကိုစာအုပ်ကြီးနဲ့စီမံနေတော့မယ်လားအခုခေတ်မှာဆိုရင်ဝန်ထမ်းရေးရာကိုဖုန်းလေးတစ်လုံးရှိုံနဲ့စီမံခန့်ခွဲနိုင်ပါပြီရုံးတက်ရုံးဆင်း attendance ကိုဝန်ထမ်းတွေရဲ့ဖုန်းကနေပြုလုပ်နိုင်တာကြောင့်စာအုပ်တွေမလိုတော့ပါဘူးခွင့်တိုင်တာခွင့်ပေးတာတွေကိုလည်းဖုန်းကနေအလွယ်တကူလုပ်ဆောင်နိုင်မယ်နောက်ကုန်ရင်လားစာအတွက်ဖို့အတွက်အချိန်ပေးစရာမလိုပဲကလစ်တစ်ချမ်းတိတ်ုံနဲ့တွက်လို့ပြီးမယ်ဒါတွေအားလုံးကိုတသက်တာအခမဲ့သုံးလို့ရမယ်ဆိုရင်လူကြီးမင်းတို့အံ့ဩသွားပါလိမ့်မယ် IT Star ရဲ့ EasyHR software ကိုဝန်ထမ်း10ယောက်အောက်ရှိတဲ့ဘယ်လုပ်ငန်းမဆို lifetime free သုံးခွင့်ပေးထားပါတယ်အခမဲ့ဆိုလို့ software နဲ့ပတ်သက်ပြီးအသုံးပြုရတာအဆင်ပြေပါမလားဆိုတာစိတ်ပူစရာမလိုပါဘူး software ကအသုံးပြုရတာလွယ်ကူတဲ့အပြင် IT Star ရဲ့ software ကျန်းကျင်ဝန်ထမ်းတွေကစိတ်ရှည်လက်ရှည်နဲ့ဖြည့်ချပေးပါရဲ့ရှင်ဒါကြောင့်အခုပဲ EasyHR software ကိုစမ်းသုံးကြည့်ဖို့အတွက် IT Star ကိုဆက်သွယ်လိုက်ပါ